ခွေးပေါ့ really မမမနဲ့တကယ်ချင်းမဟုတ်ပါ ဟဲ့ရောက်ပြီဟဲ့ယောယုံရေးဟဲ့ယော my friend hi မိုက်စားတယ် ဟာခိုင် အိမ်ကကောင်းလာ How I know see my friend Radar ဘာလဲငါခွေးပြောလား မဟုတ်ပါဘူးတကယ်ကြတယ်ငါဘိုးလိုပြောလိုက်တာလေ Ray ကဘာလဲ မိုးလေ တော့ ခွေးပေါ့ really ဟဲ့ဘာလဲ မဟုတ်တကယ်ကြတယ် drop လေ DROP drop မိုးရီဆက်ကလေးrain dot မိုးဆက်အဲ့ဒါပြောလိုက်တယ်မိုးဆက်နဲ့ပြောလိုက်တာ အော်မသိဘူးကျမသူငယ်တော့ကြောင်းပြေးတာအတောင်မလုံးဟဲ့ဒါလည်းဒီပါဦးပြောတော့အိမ်တက်ပိတ်ထားဆိုပြီးတော့အဲ့ဒါလည်းကြောင်းမရှိပါလား လာလိုက်မယ်ခဏနေလာကြတော့မှာအိမ်မှာတော့ကြည့်ကြမှာ အော်အရင်စားလိုက်မလိ ဟောတငယ်ကပြီးမှသာဟိုငါအိမ်မှာကျကလစ်စစန်နေစောက်ထားတာဆိုနေငါအိမ်ရဲ့အလားပါလေရင်ခံစားလိုက်ပြီးတော့မှတဝါအိုက်စားဟုတ်လားနော်ဒီလောက်တငယ်ချင်းလား မနှဆောင်စားတယ် ဒါပါတငယ်ချင်းရစားပါဖះနေပြီးတော့အဲ့တငယ်ချင်း ဘိုက်စားတယ်ဆိုမှတော့အပေါ်တက်ခိုင်နေဘိုက်စား ရှင်းမတက်နေဟောတငယ်ချင်းရတယ်ဒီမှာဖះရင်ဖူးရတယ်အိမ်အိမ်ရောက်လို့ဟုတ်တယ် အော်အေးဖះပွားမှာပေါ့ဟုတ်ကဲ့ဘိုးလည်းနေကစားမယ်တမန်လည်းစတဲ့ငါလည်းစားမယ်စင်ပြမော်လိုက်တာရှင်အော်ဟဲ့နင်ပြောတော့နင်ရကလစ်စစ်ဆိုအိမ်မှာတက်တာပြီးလို့နဲ့ 哦，当然这样啊，这大表么，准备有一个干净。啊，嘿，哎，到嘿，终于到时间嘛，嘿，到你不要哭啦嘞。啥呀？哦，那好吧，我不要花嘛，对呀，我等下先。哦，哪里这是神神烧钱啊？说，中里有来东京来看家，中里有个人，等那汤姆等哪等下先。哦，那表嘛，报得出这样的，比你看你来表嘛，啦等下。你啥嘞嘛？比马啥啦？来吧，等下先。那中里进来。哎，对啦。哎，龙丽，对啦，是这样的大长。这是什么这个？哎，哪把也贵耶？哦，这个是哪嘛？哪当上你家这里啊？那进来。嘿，都，嘿，丽丽刚来打嘿。我聊哎呀，把这路呀。你家搬你家排嘞？哦，他搬屋里晒布，那搬里晒里，人家搬里是老美。哦，是的，我报得起的嘛，个张林皮咖喱呢。啊，来自由拿。我知道啊。我不要贵的。哎。对嘛啦？等下先。哪我等个人不要你那我做啥贵干嘛啦？听我带来了。我是什么？我是谁？嘿，这边干嘛？好垃圾，哎妈，一车包里边够能看喏。嘿，ဒီပေါ်မှာတန်တန်းခိုင်ခန့်နော်ခလေးတွေကြိုက်ဆော့ပဲ စိုက်တိုင်းလားတကယ် အေးငါအမျိုးသားနဲ့တူတယ်မွေးတယ်ကလေးတွေမွေးထားငါတော့မှခေါ်လာမယ်တကယ်ကြီး ကဲလာအောက်တော်ဒီရောအိတ်ခန်းနေလိုက်ကြအောင်တကယ်ဒါညကျမတို့နေရည်စရိမောင်နိုင်နေလို့တက်ရုံးလေး အကျွေပဲတော့ ဟုတ်တယ် ဟဲ့ကောင်းတာအေးရကောင်းတယ်ဟဲ့ကောင်းတာအေးအကျွေပဲဟဲ့ရေချိုးကန်းဘာလုပ်လို့ရလဲ ဒီချိုးရည် အော်အေးဟုတ်လားရေချိုးဟာလား လိုလေးစင်တာ အော်အေး နော် อืม မတားလေးခန်းနေရှိသေးတယ် ဟဲ့နေတာလေးခန်း ဟုတ်တယ်တားလေးလာနေဖို့ဒီမှာကျမတို့ နေတာလေးဘယ်လာမှာလဲ ဒါတော့အတွင်းကနေပြီးတော့ကျမတို့သူအချိန်ကြီးစောင့်ကြည့်လို့ရအတွင်းကနေပြီးတော့ခါလေးထား အေး ပြီးရဲထွက်လို့ရလေ အော်အေးဟဲ့နေတာလေးခန်းကျင်တော့ငါလာနေလို့ရလားနေတာလေး ကျဲနေတယ် မ နေတာလေးကကျဲနေတယ်ငါလည်းရေတူတူချိုးမယ်လေနေတာလေးနဲ့ အိမ်မှာ master baron အားလုံးဒီအလေတက်မှာနှစ်ခန်းအပေါ်တက်မှာနှစ်ခန်းအောက်ထပ်မှာ single baron အားလုံးအခန်းကားကထည့်တာအဲ့ဒီလာရင်လည်းထားလို့ရတယ်လေဟုတ်တယ်မလား အမောင်ရတယ်အဲ့ဒါကငါနေတာလေးနဲ့ပဲအိတ်လိုက်မယ် မလောက်ပါနဲ့လေကျမပါလာဒီဘက်မှာတော့ခမလား အဲ့စားလာတယ်လို့ပဲ ဒါမျိုးကိုလိုက်ပြ ဒီဘက်ကငါစားတော့ပါဗောစားတော့မယ်ဟဲ့ဘာမှလည်းမရှိဘူးဘာလဲအော်ဒီမှာဘာမှလည်းမရှိဘူး မနဲ့တငယ်ချင်းမဟုတ်ပါနဲ့ဟိုအမှန်တော့လေဒီနေ့ကအိမ်တက်မဟုတ်ဘူးတငယ်ချင်းငါ့အိမ်လေးဘလောက်ဖြစ် classic ဆန်လဲဆိုတာမြို့ငါခေါ်ကြွားတာ အမလေးကောင်းမရငါတော့လေစားမယ်ထင်ဘူးမနဲ့စားတော့မစားရဘိုက်တိစားဒီပါငဲ့ရဒီတော့ကြီးပြီးတော့လေအရင်ကခံနာတာဘေး construction နဲ့ဆောက်တာ ငါရဲ့အိမ်လေးကိုရွှေခစ်ဆန် construction နဲ့စောက်ထားတာတငယ်ချင်းရဲ့ ရွှေခစ်ဆန်
တကယ်ချင်းလိုက်စားလို့ယူပါလား ဟဲ့မလီယူစရာလားကျမလည်းလေအိမ်အစ်တလုံးဆောင်နေတယ်ရှင်ဆွေကိစ္စနဲ့ဆောက်တယ်မျိုးကျမရလေဆွေကိစ္စနဲ့ပဲဆောက်တာကျမတို့တရက်ကွက်လုံးကလေဆွေကိစ္စနဲ့ပဲဆောက်တာ Oh wow စင်အိမ်ကခန္ဓာတယ်မျိုးကျမရဲ့အိမ်လေဘလောက်ထိကြီးကျယ်ခန္ဓာဆိုတာစင်လိုက်ကြည့်မလီကဲလာဒီမှာကျမပြောရဲကျမရဲ့အိမ်မယ် ရှင်ကပြီးအောင်မပြီးသေးဘူးဘလို့ပြောလဲ ဟဲ့ဆောက်လက်စလေဒီမှာကျမကလေတိုက်ကတော့နှလုံးရှိရနော်နောက်ထပ်နှလုံးဒီမှာအားလုံးပေါင်း၄လုံးကျမဆောက်မှာ လေးလုံးအောင်ဆောက်မှာ ဟုတ်တယ်ကျမလေအခုလိုဆောက်ပြီလို့ကျမရှင်းလို့မျိုးလူနေမဟုတ်ဘူး မနေဦးဆိုဘာလုပ်လို့လဲ တငယ်အမို့ ဟမ်တငယ်ပဲ မဟုတ်ပါဘူးပြန်ရောက်မှာကျမစီးပွားရေးလုပ်ငန်းစင်ဆိုတဲ့ခါကျတော့ကိုယ့်ရဲ့ပတ်စံတွေရင်းနှီးမြှုပ်နှံပြီးတော့လေပို့ပြီးတော့များလာအောင်ပွားလာအောင်ရင်းနှီးထားတာကဲအဲ့တော့အထက်ကိုကြွလာလာအခုမှဘာတွေမော်ပြမနေနဲ့ အမလေး ရှင်တို့အိမ်ကတုံးတက်ကျမခေါ်တော့ကျမရှင်နှစ်ထပ်ခွဲပဲခေါ်ထားတယ် ရှင်နဲ့တက်ကွာတော်တော်မြင့်နေနော်ကျမပြန်ပြီး ကျမအိမ်ကနှစ်ထပ်ခွဲဆိုရင်မော်ဒန်မိုးလို့လေမြင့်ထားတာ အမလေး လာစေဦးဒီမှာကြည့်လိုက်မလေးလေးသားဆောင်လေးဘလို့ကျယ်ဝင်ပြီးတော့ပြီးွားခါတိုင်းလေဘလို့တွေ modernize ဖြစ်မလဲဆိုတာ လေးလုံးအောင်ဆောက်မှာ ရှင်ဝယ်ရှင်လဲဝယ်လို့ရရနော်အနောက်ဘက်က view လဲကျမလိုက်ပြမယ်လားကျမကလေဒီအနောက်မှာလေညီရလေအကျယ်ကြီးပို့သေးတာ အော်ဟုတ်တယ်နော်အကျယ်ကြီးပဲ နော်အဲ့ဒီအနောက်ကိုလေကျမဂါရန်လုံးမှာတကယ်လို့အိမ်ဝင်တဲ့ပိုင်ရှင်ကြလေရေကူးကလုံးချင်တယ်ဆိုလဲကျမထည့်ပြုံးမှာ အော်အဲ့လိုမျိုး အဲ့အတွက်ကိုဟုတ်တယ်ညီအကျယ်ပဲတွေ့နော် စုံနော်မလေး ကဲလာကျမလေဒီအိမ်တစ်လုံးပြီးရတယ်လေရှင်ကျမတက်ခေါ်ပြီးတော့တမင်ကြွားမှာ အဲ့တော့ရှင်လဲကြွားပြီးပြီကျမလည်းကြွားပြီးပြီဆိုတော့ကြည်သွားပြီရှင်ကြွားရဲ့အလှည့်ကြဘာမှမစားတော့မလား အော်ဟုတ်တော့မင်းတော့ဟဲ့ဘိုက်တမဂလူဂလူတော့လူကလေစိတ်နဲ့ဘိုင်းနေရတယ်တက်စီဖြစ်စားမယ်လားဘိုက်စားရ စားပြန်ပြီ ပေါင်းမလား အခုလိုမျိုးလုံးချင်းလှလှလေးကိုကိုယ်စိတ်ကြိုက်ဒီဇိုင်းတိုင်းတိဆောက်ချင်တယ်ဆိုရင်ရွှေခေတ်ဆန်ရုံးခန်းမှာလာရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင်ရုံးခန်းလိပ်စာလေးကတော့အမှတ်8ခွန်ကို34ရက်ကွက်ပင်လုံလမ်းမပေါ်မြက်မြစ်တာမွန်စီဆိုင်ရှိမြောက်ကုံမြို့နယ်မှာတည်ရှိပါတယ်ရှင် ဒီတလုံးဆောက်တော့မယ်ဆိုလို့ရှိရင်လေဒီဇိုင်းလှဖို့လေလိုတယ်ကိုယ်စိတ်ကြိုက်ဖြစ်ဖို့လေလိုတယ်နော်အဓိကတော့လေလုံးဝခိုင်ခန့်ဖို့ပဲအဲ့တော့ကိုယ်စိတ်ကြိုက်လည်းဖြစ်မယ်ဒီဇိုင်းလည်းလှမယ်ခိုင်ခန့်ဖို့အတွက်စိတ်ချရတဲ့ construction ကတော့ဆွေခစ်ဆန် construction ဖြစ်ပါတယ်ရှင်အဲ့တော့ကိုကအိမ်ဆောက်ဖို့အတွက်ကိုတွေးနေပြီဆိုလို့ရှိရင်တော့ဆွေခစ်ဆန်ကိုဆက်သွယ်လိုက်နော်ဆက်သွယ်ဖို့အတွက်လည်းဘာမှကောင်းစားစားမလို့ဒီမှာဖုန်းနံပါတ်လေးချပေးထားရရှင်